ကျွန်တော်စကိုင်းမှာပေါ့နော်နေကန်တယောက်ကနေပြီးတော့လာမဲ့အလူရှင်များဖတ်ပေးရန်ဆိုပြီးတော့ post လေးတင်ထားတာလေးကိုတကယ်လဲမှန်ကန်ပြီးတော့တကယ်လဲသဘောကျလို့ကျွန်တော်အဲ့ဒါလေးကို video လေးနဲ့အများပြည်သူသိအောင်ပြန်လည် share ပေးရခြင်းဖြစ်ပါတယ်ဗျာနော်မြို့ကန်တယောက်အနေနဲ့ဘလို့မှသိမခံနိုင်တော့လို့ပြောခြင်းဖြစ်ပါတယ်တဲ့မြင်နေတွေ့နေရတာတွေလည်းအကုသို့များလိုက်တာတဲ့နောက်လာလူမဲ့အဖွဲ့တွေပါတဲ့တေချာဖတ်ပေးပါတဲ့အခုငလင်မှာတဲ့ပြိုတာကတိုက်တွေပါတဲ့အိမ်တွေလည်းပျက်စီးတာရှိပေမဲ့တိုက်အလုံး90ပြိုမှာအိမ်ကတအိမ်နှုံးပါတဲ့ပြောရရင်တဲ့တကယ်ပျက်စီးသူပြိုကျသူတွေကအိမ်ကိုတခိုးရန်ငလင်တန်တွေကနေပူနေရတာနဲ့ဘာမှတော့မလုပ်နိုင်ပါဘူးတဲ့ခုအလူရှင်တွေမြို့ကိုအများကြီးလာကြတယ်ဟုတ်တယ်ပေါ့နော်အလူရှင်တွေအများကြီးလာကြတယ်ကျွန်တော်တို့စကိုင်းမြို့တချို့အဖွဲ့တွေဆိုလို့ရှိရင်ဆရာဝန်တွေကယ်ဆယ်ရေးတွေမုံတွေရှင်းအောင်တွေအကုန်အပြည့်စုံနဲ့လာလူကြတာပါတဲ့ဒါပေမဲ့အခုတန်းစီပြီးယူနေတဲ့သူတွေကဒုက္ခရောက်နေတဲ့သူတွေမပါပါဘူးတဲ့အိမ်တကားတော့ခတ်ပြီးအိမ်ကြီးတစ်လုံးအိတ်ကြီးတစ်လုံးယူဆိုင်ကယ်နဲ့ပတ်တန်းစီပြီးတော့ယူနေတဲ့အဖွဲ့တွေကများပါတယ်တဲ့ထမင်းတို့ဆယ်ကဝင်ဆယ်ကတန်းစီတယ်ရေးဆယ်ကဝင်ဆယ်ကတန်းစီတယ်ပြီးရင်အိတ်ကြီးအိတ်ငယ်တွေအပြည့်ရသွားကြပြီးတကယ်လိုအပ်နေတဲ့သူတွေကဘာမှမရပါဘူးတဲ့လာရင်တဲ့ကုံသွားတာကများနေပါတယ်တဲ့ကျွန်တော်ဆက်ဖတ်ပြပါဦးမယ်နော်လာရင်ကုံသွားတာကများနေဒုက္ခရောက်နေသူတွေအများကြီးကိုချင်းမစာမနာနဲ့ပတ်ယူနေကြပါတယ်ပြီးရင်တဲ့မခိုင်နှင်းဝေးလာတယ်မနော်ဘောလာတယ်မဖြူဖြူထွေးလာတယ်ကယ်ဆယ်ရေးလာတာပေါ့နော်ဖမ်မီတင်လာလောက်တာမဟုတ်ပါဘူးတဲ့လာရင်စုပြေးကြပြီးရက်ွက်ထဲမှာစုညံနေတာပဲပေါ့နော်ပြီးရင်ဝေတာနဲ့မတူဘူးတဲ့ယူတာကိုအကုန်လူပြီးဓမြတိုက်နေသလိုလူ